လာပါကလေးတို့ရေဦးတို့ရဲ့ပုံမြင် YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မဟောတရာဇက်တော်တွေကပင်ကိုတရလူလင်နဲ့လက်စွပ်ပြဿနာသို့မဟုတ်လူကန်နဲ့နက်ကန်မမျှတသူများအကြောင်းကိုပြပေးသွားမှာပဲဖြစ်ပါတယ်ပုံမြင်လေးမစခင်ဦးတို့ရဲ့ YouTube channel ကို like and subscribe လုပ်ပေးသွားအောင်နော်တခါကတက္ကသိုလ်ပြည်မှာဒီတာပါမောက္ခဆရာကြီးတဲမှာပင်ကိုတရအမည်ရှိတဲ့လူလင်တူပညာသင်ကြားပါတယ်သူဟာစာပေမှာအလွန်တော်ပေးမဲ့နေပင်ကြီးရာခေါ်တဲ့ကန့်ခေသူတူဖြစ်ပါတယ်သူ့ရဲ့ပညာသင်တဲ့စေလို့ပြန်ကန်ဒီမှာဆရာကြီးကသူ့ကိုအလွန်ချစ်ခင်တာကြောင့်မိမိရဲ့တူရီသောသမီးတော်အလွန်လှပပြီးကံကောင်းတဲ့သူတွေနဲ့လက်ထပ်ပေးလိုက်ပါတယ်ဆရာကြီးကပညာရှိတဲ့ငါတပည့်နဲ့ငါသမီးလေးကိုအိမ်တော်ပြုရင်သိကောင်းပါပဲလို့တွေးနေခဲ့တာပါပင်ကိုတရဟာလူကန်ခေသူဖြစ်ပြီးဆရာကြီးရဲ့သမီးကတော့နတ်ခံပါသူဖြစ်ပါတယ်။ကင်ကြီးမတူတဲ့အခါမှာပင်ကိုတရဟာဇနီးတွေကိုမြင်ုံနဲ့တင်အလွန်မုန်းတီးပြီးဘလူးမတကောင်ကိုမြင်တဲ့ကဲ့သို့ခံစားရပါတယ်။အဲ့ရထဲမှာသူအိပ်ရမယ့်စားသူကကျမ်းမြေမှာဆင်းအိပ်ပါတယ်။ဇနီးကကျမ်းမြေမှာဆင်းအိပ်သူကအိပ်ရပေါ်ပြန်တက်အိပ်ပါတယ်။ဘလို့မှနီးစပ်လို့မရခဲ့ဘူးပေါ့။ဇနီးတွေကိုဖျောက်ဖျက်ပစ်ချင်တဲ့ပင်ကိုတရဟာမိထလာပြည်ကိုအတူပြန်လန်ခီမှာတပေပင်တပင်ကိုတွေ့ပါတယ်။သူကတပေပင်ပေါ်တက်ပြီးအသီးတွေခူးစားပါတယ်။ဇနီးတွေကဗိုက်စာလို့တောင်းတဲ့အခါသူကမပေးတဲ့အပြင်လက်ရှိရင်ကိုယ့်ဘာသာတက်ခူးစားလို့ပြောပါတယ်။ဇနီးတွေတစ်ပင်ပေါ်တက်လာတဲ့အချိန်မှာတော့ပင်ကိုတရဟာအမြန်ပြန်ဆင်းပြီးတစ်ပင်ချေရင်မှာစုကတ်တွေကိုခါအောင်ပတ်လဲပုံလိုက်ပါတယ်။ပြီးတော့ဇနီးတွေကိုပြစ်ထားခဲ့ပြီးထွက်ပြေးသွားပါတော့တယ်။အဲ့ဒီအချိန်မှာဝိရိဟရိမင်းကြီးဟာဥယျာဉ်တော်ကအပြင်တစ်ပင်ပေါ်မှာငိုးနေတဲ့မင်းမလာကိုတွေ့သွားပါတယ်။မင်းကြီးကသဘောကျပြီးနန်းတော်ကိုခေါ်ဆောင်ကဥတုံပရာဒေဝီဆိုတဲ့ဘွဲနဲ့မိဖုရားကြီးမြောက်လိုက်ပါတယ်။ဒီနေ့မှာမင်းကြီးနဲ့မိဖုရားကြီးတို့လေသာပြင်းပေါက်မှာရက်နေတော့လမ်းဘေးမှာဖုံတထောင်းထောင်းနဲ့တပြက်စီလဲနေတဲ့ပင်ကိုတရကိုမိဖုရားကမြင်သွားပါတော့တယ်။မိဖုရားဟာမိမိရဲ့လေဟောင်းဖြစ်သူဆင်းရဲဒုက္ခရောက်နေတာကိုမြင်ပြီးဒီလောက်လာတဲ့ငါ့ကိုတော့မလို့ရင်ပဲပြစ်ခဲ့တဲ့သူကအခုတော့ဒီလိုဘဝမျိုးရောက်နေပါလားဆိုပြီးရီမောလိုက်ပါတယ်။ဒါကိုမြင်နဲ့မင်းကြီးဟာအမျက်ချောင်းချောင်းထွက်သွားပါတယ်။မင်းကငါ့ကိုအထင်သေးလို့ရီရလား။ဒါမှမဟုတ်တခြားသူကိုမြင်ပြီးခိုးပြုတ်လာလားဆိုပြီးတတ်ဖို့ဒီကျင်းဝါပါတော့တယ်။ဒီပြဿနာကိုဖြေရှင်းဖို့မောဒရာကိုမေးမြန်းပါတယ်။မောဒရာကမိဖုရားကြီးကိုအကျိုးအကြောင်းမေးပြီးမင်းကြီးကိုနားဝင်အောင်ရှင်းပြပါတယ်။ကံရှိသူနဲ့ကံမရှိသူဟာဘယ်တော့မှပေါင်းဆက်လို့မရဘူးဆိုတာကိုရှင်းပြပါတယ်။မောဒရာကအရှင်မင်းကြီးအဖိုးတန်နဲ့ရွှေလက်စွပ်တစ်ခွင်ဟာကျင်ငယ်ကထဲမှာကြာနေအဲ့ဒီလက်စွပ်ဟာအယောင်မတောက်နိုင်တယ်လို့ပါပဲ။အလွန်တင့်နေတဲ့မင်းဖုရားကြီးဟာကံမပါတဲ့ပိန်ကုတ်တရနဲ့တွေ့ခဲ့ရလို့မတင့်နေခဲ့ရပါဘူးလို့တင်စားရှင်းပြပါတယ်။မချစ်တဲ့သူနဲ့အတူနေရတာဟာဆင်းရဲခြင်းဖြစ်တယ်လို့မိမိနဲ့ကံမတူသူကိုလက်မခံနိုင်တာဟာလေလောကသဘာဝဖြစ်ကြောင်းမောဒရာကညံနဲ့ထောက်ပြလိုက်တဲ့အခါမှာမင်းကြီးဟာအမျက်ဒေါသပြေးပြီးမိဖုရားကြီးကိုခွင့်လွှတ်လိုက်ပါတော့တယ်။ဒီဇလန်းလေးရဲ့သင်ခန်းစာကတော့ကံချင်းမတူရင်အတူမနေနိုင်ဘူးဆိုတဲ့လောကီသဘာဝတရားကိုပြသနေရပဲဖြစ်ပါတယ်။မောဒရာရဲ့ပညာဉာဏ်ကြောင့်အပြစ်မရှိတဲ့မိဖုရားအသက်ဘေးကလွတ်မြောက်ခဲ့တာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ကဲနောက်ထပ်အပိုင်းမှာတော့မောဒရာရဲ့ဘလို့စိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်သွားမလဲဆိုတာကိုဆက်လက်စောင့်ကြည့်ပေးဦးနော်နောက်ထပ်အပိုင်းမှာပြန်တွေ့ကြမယ်တတား